ထိုင်းနိုင်ငံတွင်အနိုင်ကျင့်ခံနေရတဲ့မြန်မာတွေကိုကူညီပေးသွားမယ်ဆိုရင်ထိုင်းနာမည်ကျော်ကန်ဂျုံဖလန်တော်ရှိပါတယ်။ထိုင်းနိုင်ငံမှာတစ်ဖက်သက်အနိုင်ကျင့်ခံရပြီးဘသူ့ကိုမှအားကိုးရမှန်းမသိဖြစ်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်တကယ်ကိုအားတက်စရာသတင်းကောင်းတစ်ခုထွက်ပေါ်လာပါတယ်။အလောက်ခွင်မှာမဲထစ်ထစ်လူမှုပတ်ဝန်းကျင်မှာမဲထစ်ထစ်မတရားခံရရင်လက်ပိုက်ကြည့်မနေတော့ဘူးဆိုတဲ့ထိုင်းနိုင်ငံရဲ့ဩဇာရှိပုဂ္ဂိုလ်တယောက်အကြောင်းပြောပြခြင်းပါတယ်။သူကတော့ထိုင်းနိုင်ငံမှာတရားမျှတမှုအတွက်ဆိုရင်ရှေ့ဆုံးကနေပြပြတသားရက်တီပေးလိရှိတဲ့နာမည်ကြီးပုဂ္ဂိုလ်ကန်ဂျုံဖလန်နဲ့ဖြစ်ပါတယ်။သူ့အကြောင်းကိုထိုင်းလူမှုကွန်ရက်တွေမှာကြည့်လိုက်ရင်မတရားမှုရှိတဲ့နေရာတိုင်းကိုအရောက်သွားပြီးအမှုတွေကိုအဆုံးထိလိုက်လံဖြေရှင်းပေးတတ်တာတွေ့ရမှာပါ။၎င်းရဲ့ပြတ်သားလွန်းတဲ့လှုပ်ဆောင်ချက်တွေကြောင့်လူမုံများသလိုတစ်ဖက်မှာလည်းနစ်နာသူတွေဘက်ကရက်တီပေးတဲ့အထက်လူကြီးလူခင်အလွန်ပေါ်များတဲ့ပညာတတ်ရှိနေကြီးတယ်လို့လည်းဖြစ်ပါတယ်။အခုဆိုရင်ကန်ဂျုံဖလန်ကမြန်မာနိုင်ငံသားတွေပြပါအကူအညီပေးဖို့ကမ်းလှမ်းလာတာပါ။ထိုင်းနိုင်ငံထဲမှာနေထိုင်အလုပ်လုပ်ကိုင်နေရင်အနိုင်ကျင့်ခံရတာမျိုးဒါမှမဟုတ်မတရားမှုတွေနဲ့ကြုံတွေ့နေရတာမျိုးရှိရင်မိမိထံကိုအကူအညီတောင်းခံနိုင်တယ်လို့သူကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒါဟာတနေ့တစ်ချိန်သူကပိုင်းတိုင်ပြီးမှအခက်ခဲပေါင်းစုံကြားကရုန်းကန်နေရတဲ့မြလာတွေအတွက်တော့တကယ်ကိုအားကိုးရာတစ်ခုရလိုက်တယ်လို့ပါပဲ။ဒီလိုဩဇာရှိတဲ့ပုဂ္ဂိုလ်တယောက်ကလူမျိုးမရွေးဘာသာမရွေးတရားမျှတမှုအတွက်ရည်တည်ပေးမယ်လို့ပြောလာတာဟာထိုင်းရောက်မြန်မာလူသားတွေအတွက်တော့အင်မတန်အားတက်စရာကောင်းတဲ့သတင်းပါပဲ။ကိုဘကမှန်ကန်နေသည်၍အနိုင်ကျင့်ခံရမှုတွေကိုညှဉ်းခံမနေပဲတရားမျှတမှုကိုရှာဖွေနိုင်တော့မှာဖြစ်ပါတယ်